အားလုံးပဲမင်္ဂလာပါဗျဒီနေ့အနီးကပ်နှစ်ကပ်လိုင်းလေးတစ်ခုပြပေးမယ်ပေါ့နော်ပထမဆုံးကျွန်တော်ဒီရှင်53ပတ်လဲထွက်တယ်3နောက်ပိတ်လို့ခံတယ်ရှင်53ပတ်လဲထွက်တယ်ပေါ့နော်ရှင်53ကနေ1 2 3 4 4ပင်ရီလိုက်ရင်ကျွန်တော်395လို့ထွက်တယ်ပေါ့နော်395ရဲ့အောက်ဆုံးမှာကျွန်တော်4တစ်ခုံဆိုပြီးတော့ဘရိတ်တစ်338ဘရိတ်တစ်လေးထွက်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်ဒီမှာ983လို့ပတ်လဲထွက်တယ်3နောက်ပိတ်လေးခံတယ်983ပတ်လဲကနေ1 2 3 4 4ပင်ကြီးအပေါ်မှာ395ရှိရပေါ့နော်395ရဲ့ဇောင်းမှာကျွန်တော်ဘရိတ်တစ်လေးရှိရပေါ့နော်အခုကျွန်တော်ထွက်မဲ့နေရာလေးကဒီဘရိတ်တစ်လေးရဲ့ဇောင်းပါပေါ့နော်ဒီဘရိတ်တစ်လေးရဲ့ဇောင်းမှာတော့4တစ်ခုံဆိုရကဏ္ဍလေးရှိတယ်4တစ်ခုံကသူရှိတစ်နှစ်ကလာခဲ့တဲ့ကဏ္ဍပေါ့နော်သူရှိတစ်နှစ်ကဘယ်လိုလာခဲ့တဲ့ကဏ္ဍဆိုလို့ချင်းဒီ395ဘရိတ်တစ်ရဲ့အောက်ကိုရီလို့ရှိရင်1 2 3 4 4ပင်ရီလိုက်ရင်ကျွန်တော်ဒီမှာခွန်ထိတ်ခွန်ပိတ်8ပိတ်9ပိတ်2ပိတ်2ပိတ်6ပိတ်ပေါ့နော်ခွန်8 9 2 2 6ဆိုပြီးတော့နောက်ပိတ်6လုံးတန်းခဲ့ပါပေါ့နော်ဒီ395ကနေဘရိတ်တစ်ကနေပြီးတော့1 2 3 4 4ပင်ရီလိုက်လို့ရှိရင်လေကျွန်တော်ခွန်ပိတ်8ပိတ်9ပိတ်2ပိတ်2ပိတ်6ပိတ်ပေါ့နော်ခွန်8 9 2 2ခွန်8 9 2 2 6ဆိုပြီးတော့နောက်ပိတ်6လုံးတန်းခဲ့ပါနော်ဒီနေရာမှာထွက်တဲ့4တစ်ခွန်လေးကဒီပထမခွန်8 9 2 2 6လို့နောက်ပိတ်6လုံးတန်းခဲ့တဲ့တပွဲကျော်က4တစ်ခုံဆိုတဲ့ခဏန်းလေးကိုမြန်ကျွန်တော်ဒဲရွှေ့လိုက်သလားပေါ့နော်အခုဒီဒုတိယကပ်မှာဆိုလို့ရှိရင်ကျွန်တော်ဒီခွန်8 9 2 2 6ရဲ့တပွဲကျော်ကခဏန်းလေးရွှေ့မယ်ဆိုရင်ဒီ8 5နှစ်ဆိုတဲ့ခဏန်းလေးပေါ့နော်သူက4တစ်ခုံလို့ထွက်တဲ့ချိန်မှာသူကဒီ4ထိပ်လေးက4ထိပ်လို့ဒဲထွက်တယ်ပေါ့နော်ဒဲထွက်တာပေါ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာလဲ8 5နှစ်ဖြစ်နေတော့8ထိပ်လေးကအပေါ်မှာလဲ8ထိပ်လေးရှိနေတော့8ထိပ်8ထိပ်ဆိုတော့ဒီ8 5နှစ်ဆိုတဲ့ခဏန်းလေးကကိုက်တယ်ပေါ့နော်နောက်ထပ်တစ်ခွက်အနေနဲ့ကကြတော့ကျွန်တော်တို့ဒီ4တစ်ခွန်မှာသူက4တစ်ခွန်လို့မထောက်ခွင့်နဲ့သူကဒီမှာဗျာ86တစ်ဆိုပြီးတော့သူကဘရိန်9နှစ်ခုထွက်တာပေါ့နော်အဲ့ဒီထဲမှာသူကဘရိန်9နှစ်ခုထွက်တာတယ်ပြီးရင်ဒီနောက်ထောင်နှလုံးကိုတစ်ခွန်လို့ထောင်ပြီးတော့ဒီ8ထိပ်လေးနဲ့ခွန်1 8ဆိုပြီးတော့ကဏ္ဍလေးခွေလိုက်တယ်ပေါ့ဗျာခွေလိုက်တဲ့ပြီးတော့သူ့အောက်မှာဒီ4တစ်ခွန်ဆိုပြီးတော့4တစ်ခွန်ဆိုတဲ့ကဏ္ဍလေးထွက်တယ်ပေါ့နော်အဲ့ဒီ4တစ်ခွန်လေးရမြန်ကျွန်တော်တို့ဒီနေရာကိုရွှေ့လိုက်သလားပေါ့နော်အဲ့လိုမျိုးရွှေ့လိုက်တဲ့ချိန်မှာသူကဒီခါသုံးလုံးကိုသူကဒီမှာတစ်လို့ခါသုံးလုံးထောင်တယ်ဒီတစ်ကလေးလည်းရှိတော့ဒီတစ်လေးလုံးကိုဒီလိုလေးခွေပြီးတော့4တစ်ခွန်ဆိုတဲ့ကဏ္ဍကိုကျွန်တော်တို့ဒဲရွှေ့လိုက်သလားပေါ့နော်အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဘရိန်5လို့နှစ်ချက်ရိုက်တယ်ပြီးရင်တစ်နောက်ပိတ်ခွန်နောက်ပိတ်ပေါ့နော်တစ်နောက်ပိတ်ခွန်နောက်ပိတ်လို့ထောင်တယ်ဒီ8ကလေးနဲ့တစ်ခွန်8ခွန်1ဆိုပြီးတော့ကျွန်တော်ခွေလိုက်တယ်ပေါ့နော်ခွေပြီးတော့သူ့အောက်မှာထွက်ခဲ့တဲ့ကဏ္ဍလေးပေါ့နော်ဒီကဏ္ဍလေး865ပေါ့နော်အဲ့မှာသူက865လို့ကျွန်တော်865ခဲတန်းသိမတင်ဘူးဗျ865လို့ထည့်လိုက်လို့ရှိရင်ကျွန်တော်ဒီမှာ6ခါ3ချက်လေတန်းသွားမယ်ဒီမှာလဲ6လေးကဒီလိုမျိုးနောက်ဘူးလေးနဲ့ရှိထားတော့6လေးလုံးလဲဒီလိုမျိုးခွေပြီးတော့865ဆိုတဲ့ဒီ865ဆိုတဲ့ကဏ္ဍလေးကလည်းထွက်နိုင်တယ်ပေါ့နော်အဲ့တော့နောက်အခုပွဲမှာဒီ8 5နှစ်ရယ်865ရယ်နှစ်ကွက်ပေါ့နော်8 5နှစ်ကလည်းသူ့အထောက်လေးနဲ့သူရှိတာဒီ4တစ်ခွန်မှာဆိုလို့ရှိရင်ကျွန်တော်အောက်မှာထိတ်တူထိတ်လို့ရိုက်တယ်ငါးနောက်ပိတ်တယ်ခါနဲ့ဒီခါနှလုံးကိုတစ်လို့ရိုက်ပြီးတော့ဘရိတ်ကိုလို့ထွက်တာပေါ့နော်အဲ့ဒီအပေါ်ကကဏ္ဍလေးဆိုရင်လည်းဒါ4တစ်ခွန်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ထိတ်လို့ရိုက်တယ်ငါးနောက်ပိတ်တယ်ခါနှလုံးကိုတစ်လို့ရိုက်ပြီးတော့ဒါဘရိတ်ကိုလို့ထွက်တာပေါ့နော်အဲ့ဒီဘရိတ်ကိုရဲ့အပေါ်ကရှင်9နှစ်ဆိုတဲ့ကဏ္ဍလေးဆိုရင်လည်းဒါကိုက်တယ်ပေါ့နော်အဲ့ရှင်9နှစ်မဟုတ်ဘဲနဲ့ခုနကကျွန်တော်ပြခဲ့သလိုဒီ9ဘရိတ်2ကြိမ်ထက်ခွန်8တစ်လို့ခွေခဲ့တဲ့အောက်ကကဏ္ဍလေး865ဆိုရင်လည်းကျွန်တော်ဒီမှာလို့တစ်လေးလုံးခွေလိုမျိုး6လေးလုံးခွေပြီးတော့ဒီမှာထိတ်တူထိတ်လို့ဒီမှာထိတ်တူထိတ်ခါတူခါလို့ရိုက်ခဲ့လိုမျိုးသူက865ထည့်ရင်လည်းသူကထိတ်တူထိတ်ခါတူခါဆိုပြီးတော့ကိုက်တယ်ပေါ့နော်အဲကြောင့်ဒီပွဲမှာရှင်9နှစ်နဲ့865လေးနှစ်ကွက်ကြိုက်ပါတယ်နောက်ထပ်3ကက်လိုင်းကနေပြီးတော့ကျွန်တော်ကဏ္ဍတစ်ကွက်ရတာလေးအဲ့ဒါလေးကိုကြာတော့ကျွန်တော်မနေ့ပြန်ညမှာရိုက်ပြီးတော့တင်ပြပါမယ်ဗျဟုတ်ကဲ့ကျေးဇူးပါ